To be on my way to โอเคမင်္ဂလာပါကျွန်တော်တို့အခုတနေ့ကုန်လိုက်ဖိုင်းနဲ့ဆယ်လီတယောက်နဲ့ကျွန်တော်တို့တွေ့ပါတက်တော့ဆယ်လီပါ Silly bow. အောင်ခန့်မိုင်နဲ့တော့အမျိုးတော်ပါတယ်မတော်ပါဘူး Don't know, General Chapiao, Matthew, မသိဟုတ်ဆိုပြီးတော့ချပြပါနော်ကိုနာမည်လေးမိတ်ဆက်ပေးပါ General Janai of Pibare. ရန်နာအကိုဒါကတော့အကိုကားကြီးနော် How get you? ဆောင်းမိုက်တယ်ကားကြီး General Gamo, General Ona. Jodan, ကျိုးသားနေတော့ကားကြီးကတော့လုံးဝကြွားတယ်ကြွားတယ်ကားလည်းကြွားတယ် Then Yamimu. ရမ်းမြုံโอเคကျွန်တော်တို့က MTK မိုးကဖြန့်ချီနေပြန်လည်ပြည့်ရအခုဒီနေ့ကျွန်တော်တို့မေးခွန်းလေးတွေမေးမယ် Okay, ba. မေးခွန်းလေးတွေမေးပြီးတော့မှအခုဖြည့်နိုင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့ကဆုလက်ဆောင်တွေပေးသွားမယ် Okay. နော်ကဲစလိုက်မယ်ပထမဆုံးမေးခွန်း The Kello Mapina, Awa Bilu Yala. မဖြည့်နိုင်တော့ကျွန်တော် Aqua Pia, အပေးမယ်ဗျာအဲ့ဒါဆိုချလာနော်ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အခုစာသားတစ်ကြောင်းရွတ်ပြ Okay. တချင်းစာသားတစ်ကြောင်း Since that. အခုအဲ့အနောက်ကဆက်ပြီးတော့မှ like ဆိုနိုင်တယ်ဆိုလို့ရှိရင်အခုစုချင်းဝင်9000ပေးမယ် The Gare Bida. Yavi. နော်အပြုံးနဲ့မေးဆက်တော့ချစ်သူရေ To be on my way to Yin la pare ko che mya swa yu. ဟုတ်ပါတယ် ပြုံးနေမေးစတော့ချစ်သူရဲ့တပီတော့မဝေးတော့ဘူးငိမ့်ညာလာပါရဲကိုချစ်များစွာယူ Gare Bida. ဟုတ်ပါတယ်ပထမဆုံးမေးကိုဒါအောင်မြင်စွာဖြစ်ဆိုပြီးတော့ပါပြီ Nene low, no? နည်းနည်းလောက်ရမယ်ကဲအဲ့ဒါဒုတိယမေးကို Okay. ဘောလုံးမတွေပဲကြည့် Video. ဘယ်တင်အားပေးလဲ ဘယ်တဲ့အပေးလို့လဲဆိုတော့ဘောလုံးမွေးနဲ့ပတ်သက်လာတော့မသိဘူး ဘောလုံးမနဲ့ပတ်သက်လာရင်တော့မသိဘူးမသိဘူးဆိုလို့ရှိရင်အခုနောက်ထပ်မေးခွန်းတစ်ခုမေးနော်အဲ့ဒီအရာတစ်ခုကသွားတဲ့နေရာတိုင်းပါ အဲ့ဒီအရာတစ်ခုကသွားတဲ့ သွားတဲ့နေရာတိုင်းပါတယ်ဒါပေမဲ့အဲ့ဒီပါလာတဲ့အဲ့အရာဝတ္ထုကရောက်တဲ့နေရာကိုမရောက်ဘူးကိုနဲ့တော့အမြဲတမ်းပါတယ်ဒါပေမဲ့ तू ကခရီးမရောက်ဘူးကိုကပဲခရီးရောက်တယ်အဲ့အရာပါတယ် ဟိုလူလား အကိုကသွားမယ် ကျွန်တော်သွားမယ် အကိုသွားမယ်အကိုအခုဒီကနေပြီးတော့မှအကိုကားဝင်းထိပ်ကိုသွားမယ် သွားမယ် အကိုကအဲ့ကားဝင်းထိပ်ကိုခရီးရောက်သွားတယ် ခီးရောက်သွားပြီ အကိုနဲ့လည်းအဲ့အရာတွဲပါလာတယ် တွဲပါလာတယ် ဒါပေမဲ့ तू ကခရီးမရောက်ဘူး သူကခီးမရအောင် အဲ့အရာဘာအရာဖြစ်ဒါအကိုစကားထားပေါ့အကိုထပ်9000ပေးမယ်အကိုမှားသွားတယ်ဆိုလို့ရှိရင်တော့ဟမ် စိတ် မဟုတ်ဘူး အော်စိတ်ကြတော့ရှေ့ရောက်မှာ စိတ်ကြတော့ရှိအောင်အကိုနောက်ကနေထက်ချက်မကွာပါ ချက်ချက်မကွာပါတယ်ဒါပေမဲ့ तू က तू ကခရီးမရဘူးအကိုကရောက်သွားပြီမဲ့ तू ကခရီးမရဘူး အရေး မှန်ပါတယ်ပြောပါလေ လူတွေတစ်ခု မှန်ပါပြီကဲအဲ့ဒါဆိုလို့ရှိရင်စုချင်းငွေ1000မှာ တော်ရပြီ ဒန် ဟုတ်ကဲ့ပထမဦးဆုံးကတော့ကျွန်တော်တို့ဒါတချင်းနဲ့တချင်းစာလာကိုကျွန်တော်ရှေ့ရရွတ်ပြတယ်ဒါဒုတိယမေကွန်းမှာကျတော့ဒါအရေးဆိုပြီးဖြည့်ဆိုရတဲ့အတွက်ကြောင့်မလို့ဒါစုချင်းငွေ1000ရရှိပါပြီအခုလို့စုချင်းငွေရရှိရတဲ့အတွက်ခံစားချက်လေးကလို့နေ စနားချက်လေးကတော့ဒီအမေပြေလေးလောက်တာလည်းပြောစရာကောင်းတယ်ပေါ့နော်အမေပြေလေးလောက်တဲ့နေရာတစ်ခုမှာကျွန်တော်ဒီလိုမျိုးလေးတွေစူးစင်းငွေလေးနဲ့မဘိုးလေးတွေပေးတဲ့ခါကျတော့ပို့ပြီးတော့ပြောရတာပေါ့ ပို့ပြီးတော့ပြော ဟုတ်ကဲ့ဟုတ်စိတ်ဝင်စားဖို့ကောင်းတာပေါ့ နောက်ဆုံးအကိုနဲ့ဒါကျွန်တော်စကားပြောရတာအရင်အဆင်ပြေတော့အခုကျွန်တော်ခုလောက်မေးခြင်း ဟုတ်ကဲ့ဟုတ် အကိုတို့ကားသမားဘဝမှာကားသမား lifestyle မှာအကိုတို့အတွက်အုံနာနဲ့ကားသမားကြားထဲမှာပြောဖို့အတွက်ခက်ခဲတယ်ဒါပေမဲ့ကိုကလည်းအဲ့လောက်ရက်ကိုကိုကလည်းလိုချင်တယ်အဲ့ဒါဆိုရင်ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုလို့ရှိရင်တော့အဓိကကတော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီဘယ်လိုကောမလဲကိုရီးယားလိုအပ်ချက်ကဘာတွေလိုအပ်ချက်လဲဆိုလို့ရှိရင်ကိုရီးယားကျတော့ ကြီးလို့မရတဲ့ကိစ္စတစ်ခုပေါ့ဗျာကားသမားဘက်ကလည်းဒီအကြောင်းအရာလေးကိုရသွားရင်ပို့အဆင်ပြေသွားမယ်အုံနာဘက်ကလည်းဒီအကြောင်းအရာကိုညှိလို့မရအောင်ဒါပေမဲ့လုပ်ငန်းကိုပို့တွင်ကျယ်သွားမယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲအကိုတို့တွားရင်လာရင်လည်းပဲဖြစ်ဖြစ်ကားပေါ်မှာပဲဖြစ်ဖြစ်အကိုတို့အတွက်ဒါကားသမားတွေအခက်ခဲပေါ့ကျွန်တော်တို့ကဒီလိုမျိုးမေးခွန်းမေးရခြင်းဟာအကိုတို့အခက်ခဲတွေကိုအုံနာတွေကကြည့်ရင်တိသွားအောင်အကိုတို့ကလည်းထုတ်ကမပြောရဲဘူးဒါပေမဲ့အကိုတို့အတွက်ဒါတကယ်လိုအပ်ချက်အကြီးကြီးမားမားတစ်ခုဖြစ်နေအဲ့တော့ဘာဖြစ်မလဲ ဘာဖြစ်မလဲဆိုလို့ရှိရင်ဒီခေတ်ကာလအနေအထားတစ်ခုနဲ့ပေါ့နော်အဓိကတော့စာဝတ်နေရေး
ကျွန်တော်ကလည်းပဲဟိုဘယ်လိုခေါ်မလဲအုံနာဘက်ကိုလည်းပဲဒီလိုမျိုးပဲဟိုပြန်ပြီးတော့ကြည့်ရတာပေါ့ အေးပေါ့ ဟိုသူ့ဘက်ကိုပဲပြန်ပြီးတော့ပြန်ပြီးတော့ကြည့်ရတာပေါ့အဲ့လိုမျိုးကြီးကြီးမားမားဝါရဲလို့တော့မရှိဘူးဟိုပြောချင်တာတခုကတော့ကျွန်တော်ကကားမောင်းမယ်လည်းပဲကျွန်တော်ကကားကိုဘယ်လိုခေါ်မလဲ crazy ဖြစ်လို့မောင်းတာဒီ ဝါသနာ နဲ့ဝမ်းစာပေါ့ဝါသနာနဲ့ဝမ်းစာအဲ့ဒီထဲမှာအဓိကဘာလဲဆိုရင်ကိုယ်လိုချင်တာကကိုယ့်ရဲ့ကားကိုလှပအောင်ထားခြင်းနဲ့စင်ခြင်းနဲ့ဒါပေမဲ့တချို့အရာလေးတွေကြတော့ကိုကဒီမျိုးကားတွေကိုထည့်ခြင်းပဲလည်းပဲဘယ်လိုခေါ်မလဲအုံနာအတွက်ကြံငွေတွေအများကြီးမအပ်နိုင်တဲ့ခါကျတော့မပြောဖို့အတွက်ကိုအားနာတာပေါ့ အာနာ အဲ့ဒါပါပဲ ကားကိုလှလှပပဆင်ကျင်ပါတယ်ကိုလှုပ်တဲ့အလုပ်ငန်းမှာတေးသေးချာချာကားလှလှပပနဲ့ထဲထဲဝါကြွားကြွားဝါနဲ့လူမြင်တင့်တဲ့အောင် driver တွေရဲ့ဆန္ဒအရင်လှုပ်ချင်ပါတယ်ဒါပေမဲ့သူတို့ဘက်ကလည်းအုံနာဘက်ကိုပြန်ကြည့်တယ်အုံနာအနေနဲ့သူတို့ပတ်စံအပ်တဲ့အချိန်မှာအမျက်ငွေမကြမ်းမှာအမျက်ငွေနဲနေရဆိုလို့ရှိရင်သူတို့ဘက်ကဒါပြောဖို့အခက်အခဲလေးဖြစ်နေအခုကျေးဇူးတင်ပါတယ်ကျွန်တော်စီမံအခုလိုပြန်ပြီးတော့မှကျွန်တော်တို့ဖြေချပေးတဲ့အချိန်ပေးပြီးတဲ့အတွက်ကျွန်တော်တို့ MTK မိုးကာကိုလည်းသတိရပြီ ဟုတ်ကဲ့ပါ အကြမ်းမိုးတော့ရတော့ ဟုတ်ကဲ့ပါ ကျေးဇူးပါ ကျေးဇူးပါပေါ့ဟုတ်ကဲ့ပါ